လွမ်းတာနေသူမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့မိဘများရဲ့ဌာနေဟောင်းကိုဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောက်မှာကိုယ်တငယ်ချင်းငယ်ပေါင်းများနဲ့လာတာကြီးမှာကစားခဲ့ကြတဲ့ရွာလယ်မြေဝိုင်းကလေးကိုပြင်းပြင်းမီးအောင်မြန်သေးကလေးဝါခဏလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာဝေးရမြေတော်ရွာကလေးကိုတွေးမိတိုင်းလွမ်းတာနေသူမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့မိဘများရဲ့ဌာနေဟောင်းကိုဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောက်မှာကိုယ်တငယ်ချင်းငယ်ပေါင်းများနဲ့လာတာချိန်မှာကစားခဲ့ကြတဲ့ရွာလယ်မြေဝိုင်းကလေးကိုပြင်းပြင်းမီးအောင်မြန်သေးကလေးဝါခဏလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာတောင်းကံဘုရားနဲ့တာရ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 ိတ်အဝါသအေးချမ်းလာတဲ့တောရွာသဘာဝလေခွင်းများစွာတောင်းကံဘုရားနဲ့တာရ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 ိတ်အဝါသအေးချမ်းလာတဲ့တောရွာသဘာဝလေခွင်းများစွာလက်လုံးလက်သားတဝမ်းတကားမပူရပါဒီနံဆိုင်ခင်ရိုင်းမင်းလို့ကူညီညာကိုရွာဒီပါကူကဝိုင်းလို့ချစ်ကြည်ရင်နေကျိုးဆောင်ရတာကိုယ်တငယ်ချင်းငယ်ပေါင်းများနဲ့လာတာချိန်မှာကစားခဲ့ကြတဲ့ရွာလယ်မြေဝိုင်းကလေးကိုပြင်းပြင်းမီးအောင်မြန်သေးကလေးဝါခဏလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာလွမ်းတာနေလူမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့မိဘများရဲ့ဌာနေဟောင်းကိုဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောက်မှာကိုယ်တည်းရင်ငယ်ပေါင်းများနဲ့လာတာချိန်မှာကစားခဲ့ကြတဲ့ရွာလယ်မြေဝိုင်းကလေးကိုပြင်းပြင်းမီးအောင်မြန်သေးကလေးဝါခဏလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာတောင်းကံဘုရားနဲ့တာရာရာရာအရေးအဝါသအေးချမ်းလာတဲ့တောရွာသဘာဝလေခွင်းများစွာတောင်းကံဘုရားနဲ့တာရာရာရာအရေးအဝါသအေးချမ်းလာတဲ့တောရွာသဘာဝလေခွင်းများစွာလက်လုံးလက်စားတဝမ်းတကားမပူရပါပြီးနံဆိုင်ခင်ရိုင်းမင်းလို့ကူညီညာကိုရွာဒီပါကူကဝိုင်းလို့ချစ်ကြည်ရင်ဒီကျိုးဆောင်ရတာကိုယ်တငယ်ချင်းငယ်ပေါင်းများနဲ့လာတာချိန်မှာကစားခဲ့ကြတဲ့ရွာလယ်မြေဝိုင်းကလေးကိုပြင်းပြင်းမီးအောင်မြန်သေးကလေးဝါခဏလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာ